ချစ်တို့ရေစားကြအောင်တော့ကတော့ဟင်းဘာဟင်းချက်လဲဆိုတော့ချစ်တို့ပြလာတယ်နော်မလေးမလေးမောလို့အုပ်စီဘုရားရေချိုးစားမလို့လားဆူဆူอ่ะအော်ငရုတ်ပြီးမောက်အဆက်ထုတ်ပဲရောက်သွားတေးအဲ့ဒါပါအပြေပြောပြရင်ဒီကကောက်မှုလားအေးဆူဆူကခုနနန်းကြီးတုတ်တွေစားတာစားနိုင်တယ်မင်းမထည့်ဘူးသမင်းမထည့်ဘူးသမင်းမထည့်ပဲနဲ့ဘာနဲ့စားမှာရိုင်းစားမရဘူးသမင်းကိုအကြီးတော့သမင်းမထည့်ပဲကျန်စားလို့စားနိုင်တယ်ပြောတာရဘူးဟာအဲ့ဒါသမင်းအခုစားမှာဆိုပြီးမှစားစီးမကမ်းမယ်မလုပ်နဲ့အေးလေတို့ကနှိမ့်ခင်းနေလေရစားကြဘောရမ်းပါတာသူကသူ့ပဇက်တစ်ခါလည်းငါလည်းမပြောလိုက်ချင်တော့မပြောပါနဲ့ဟဲ့တစ်တော့ရိုက်နေတယ်ဝင်းကုန်မှာအကုန်လုံးမရငေါကပါသားလေးပဲအသားပါကောင်းတော်တော်ကောင်း